မင်္ဂလာပါဒါလေးကတော့ခရမ်းကျွတ်တီလေးပေါ့နော်ငပိချက်လေးချက်တက်မှာဖြစ်ပါတယ်တော်တော်များများကခရမ်းကျွတ်တီဆိုတော့စားတော့ပဲတီးတာလေငပိချက်လေးတော်တော်လေးစားလို့ကောင်းတယ်ချက်ဖို့ဆိုလို့ရှိရင်ဆိုတော့ကျွတ်သွန်ဖြူနဲ့ကျွတ်သွန်နေနဲ့ထောင်းထားလေးကိုတခြားလေးစိတ်သက်ပေးလိုက်မယ်မွေးလိုက်ဆိုလို့ရှိရင်တော့ဆိုတော့မာခရမ်းရှင်တီလေးလိထားပေါ့နော်နှလုံးသုံးလုံးလောက်ကိုထည့်ပြီးတော့စိတ်သက်ပေးမှာဖြစ်ပါတယ်အခြေခံနေပြီဆိုလို့ရှိရင်ခြေတုံလေးပါဖြစ်ပြီဆိုလို့ရှိရင်ဆိုတော့ပစုံချောင်းလေးကိုမချေတချေထောင်းထားလေးကိုထည့်ပြီးတော့မွေးပြီးမှဖြစ်ပါတယ်ရောပြီးတော့ပေါ့နော်အကုန်လုံးနှံသွားပြီဆိုလို့ရှိရင်တော့ဆိုတော့ခရမ်းကျွတ်တီလေးတွေကိုထပ်ပိုင်းလေးပိုင်းပြီးတော့ထည့်ပေးမှဖြစ်ပါတယ်တော်တော်လေးစားလို့ကောင်းတယ်နော်တကယ်မှငပိချက်ဘယ်လိုပြောမလဲဘိုက်ကိုပေးတယ်တခြားနာမွေးမယ်မွေးပြီးဆိုလို့ရှိရင်ဆိုတော့ရေလေးငယ်ထည့်ပေးမှဖြစ်ပါတယ်ရေအစီရအများကြီးသုံးမထားဘူးเนาะဆိုတော့အဲ့လိုလဲဆိုငပိချက်ကြတော့စီရမ်းများနေကြတော့စားလို့မကောင်းလို့လေအဲ့လိုမျိုးလေးတကယ်ဟိုမှအညာတလေလေးပေါ့နော်ညာတလေလေးအညာဘိုက်ကိုရရှိစေမှာသိကြပါတယ်စီထည့်ပြီးဟုတ်ပါဘူးခရမ်းလေးထည့်ပြီးအုပ်ထားလိုက်မယ်ခဏလောက်ခရမ်းလေးနွန်းလာပြီဆိုလို့ချင်းဆိုတော့ပြန်ပြီးတော့ဖုံးလက်ပြီးတော့ကြည့်မယ်မွေးမယ်ပေါ့နော်ရတာမီးမယ်ရတာလေးလည်းမီးပြီးအဆင်ပြေပြီရေလက်ကိုအနေကိုကြိုက်တဲ့လောက်အနေတော်လေးရပြီဆိုလို့ရှင်တော့ကြိုက်ဖြစ်ပါတယ်ထွန်းကြည့်ပါနော်တော်တော်လေးစားလို့ကောင်းပါတယ်ကျေးဇူးပါရှင်